အမျိုးသမီးဟာထိုအမျိုးသားကသူမရဲ့ခံစားချက်တွေကိုကစားနေတယ်ဆိုတာရှင်းရှင်းလင်းလင်းသိနေခဲ့ပေမဲ့လည်းသူမဟာသူ့ရဲ့ဝန်ခံမှုကိုလက်ခံခဲ့ပါတယ်။သူမရဲ့ပြိုင်ဘက်ကဒါကိုမြင်တဲ့အခါသူမဟာတိတ်တဆိတ်သဘောကျကျေနပ်နေခဲ့ပါတယ်။ဒါဟာအဲ့ဒီအမျိုးသမီးကအမှတ်ကောင်းကောင်းတွေရပြီးစာမှုပွဲတိုင်းမှာပထမရလို့ဖြစ်ပါတယ်။ဒါကအမြဲတမ်းဒုတိယပဲရတဲ့သူမရဲ့ပြိုင်ဘက်ကိုအလုံးမကြေမနက်ဖြစ်စေခဲ့ပါတယ်။သူမဟာအဲ့ဒီအမျိုးသမီးကိုအနိုင်ကျင့်ဖို့နဲ့နောက်တစ်ချိန်မှာအမှတ်အများဆုံးမရစေဖို့တတိပေးဖို့တငယ်ချင်းတွေကိုမကြာခဏစူးယုံလေးရှိပါတယ်။ဒါပေမဲ့အမျိုးသမီးကသူမရဲ့တတိပေးချက်ကိုလုံးဝလစ်လျူရှုပြီးနောက်တစ်ချိန်မှာလည်းပထမပဲရအောင်မှာပါလို့ပြောပြီးသူမကိုလှောင်ပြောင်ခဲ့ပါသေးတယ်။ပြိုင်ဘက်ဟာပိုပြီးတော့တောင်ဒေါသထွက်သွားခဲ့ပါတယ်။အမျိုးသမီးကိုဖျက်ဆီးဖို့အတွက်သူမဟာသူမရဲ့ရည်စားကိုတောင်ထိုအမျိုးသမီးနဲ့နီးစပ်အောင်လုပ်ဖို့နဲ့သူမကိုစိတ်ပိုင်းဆိုင်ရာလှည့်စားဖို့ညွှန်ကြားခဲ့ပါတယ်။ထိုမျိုးသမီးဟာပူပေါင်းကြံစည်မှုတစ်ခုလုံးကိုချောင်းများနားထောင်မိသွားပါတယ်။သူမဟာအဲ့ဒီအစီအစဉ်ကိုကစားပွဲတစ်ခုလိုသဘောထားပြီးသူတို့နဲ့အတူလိုက်ပါကစားပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။မကြာခင်မှာပဲထိုမျိုးသားကသူ့ရဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ခဲ့ပါတယ်။သူဟာအမျိုးသမီးကိုဘတ်စကတ်ဘောလုံးနဲ့တမင်တကာပစ်ပေါက်ခဲ့ပါတယ်။ပြီးနောက်သူဟာစိတ်ပူခြင်းအောင်ဆောင်ပြီးသူမထိခိုက်သွားသလားလို့မေးခဲ့ပါတယ်။ထိုမျိုးသမီးဟာဒါဟာမတော်တဆမှုမဟုတ်ဘူးဆိုတာသိတာကြောင့်သူမရဲ့ခြေထောက်ဒဏ်ရာရသွားတယ်လို့လိန်ညာပြောဆိုပြီးသူမကိုစေးပေးခန်းသို့ပို့ဆောင်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာထိုအမျိုးသားဟာသူမနဲ့တမင်တကာမကြာခဏဆုံတွေ့ပေးပြီးသူမကိုဂရုတစိုက်စောင့်ရှောက်ခဲ့ပါတယ်။ထိုအမျိုးသမီးဟာသူ့ရဲ့ကျင်နာမှုကိုအေးအေးဆေးဆေးပဲခံစားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ရှိလို့ဖြစ်ပါတယ်။တနေ့မှာတော့အမျိုးသားကအချိန်ခါကောင်းလို့ခံစားရတဲ့အခါသူဟာသူမကိုသူ့ရဲ့ခံစားချက်တွေကိုတရားဝင်ဝန်ခံခဲ့ပါတယ်။ထိုမျိုးသမီးကသူနဲ့တွဲဖို့သဘောတူခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူမဟာသူတို့နဲ့အတူအဲ့ဒီကစားပွဲကိုပူပေါင်းပြီးတရုပ်ဆောင်ဖို့ဆုံးဖြတ်ထားလို့ဖြစ်ပါတယ်။သူတို့စတင်တွေ့ပြီးနောက်ထိုမျိုးသားဟာသူမကိုဂိမ်းဆုပ်ဖို့အင်တာနက်ကဖေးတွေစီခေါ်သွားခဲ့ပါတယ်။စူညံနေတဲ့ကဖေးထဲမှာတောင်ထိုမျိုးသမီးကစာကိုစူးစမ်းပန်းစားလေ့လာနေတော့မယ်ဆိုတာသူသတိပြုမိသွားပါတယ်။ထိုမျိုးသားဟာသူမရဲ့စာမှုပွဲမေးခွန်းဟောင်းတွေကိုဒေါသတကြီးလွှင့်ပစ်လိုက်ပြီးသူမရဲ့စာလေ့လာချိန်တွေကိုသူနဲ့အတူဖြုံးတီးပစ်ဖို့တိုက်တွန်းခဲ့ပါတယ်။ထိုမျိုးသမီးကသဘောတူတဲ့အနေနဲ့ခေါင်းငိမ့်ပြခဲ့ပေမဲ့သူမကအခြေအနေတစ်ခုကန့်လန့်ခဲ့ပါတယ်။သူမဟာရှုံးနိမ့်သူမဖြစ်ချင်တာကြောင့်ထိုမျိုးသားကိုသူမကိုနမ်းဖို့တောင်းဆိုခဲ့ပါတယ်။သူ့ရဲ့တုံ့ဆိုင်မှုကိုမြင်တော့အမျိုးသမီးကလှည့်ထွက်သွားဖို့လုပ်ပါတယ်။ထိုမျိုးသားကလျင်မြန်စွာပဲလှမ်းဆွဲပြီးသူမကိုပြန်ခေါ်ခဲ့ပါတယ်။နောက်တော့ဆီယာမကနောက်ဆုံးစာမေးပွဲရလဒ်တွေကိုကြေညာခဲ့ပါတယ်။ထိုမျိုးသမီးရဲ့ပြိုင်ဘက်ကဒီတစ်ချိန်မှာပထမနေရာကိုရရှိသွားခဲ့ပါတယ်။အတန်းပိုင်ဆီယာမကထိုမျိုးသမီးစီလျှောက်လာပြီးခဏခဏကြောင်းပြတ်တာကြောင့်ဖြစ်ရတဲ့သူမရဲ့ညံ့ဖျင်းတဲ့အမှတ်တွေကိုအပြစ်တင်ခဲ့ပါတယ်။အတန်းဖော်တွေကထိုမျိုးသားကအမျိုးသမီးကိုလမ်းမသို့ပို့ဆောင်ခဲ့တာဖြစ်တယ်လို့တိုးတိုးတိတ်တိတ်ပြောဆိုကြပါတယ်။ပြိုင်ဘက်ဟာသူမရဲ့အစီအစဉ်အောင်မြင်သွားပြီလို့ယုံကြည်တာကြောင့်ရလဒ်အပေါ်အလွန်ကျေနပ်နေခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ထိုမျိုးသမီးကတမင်တကာအမှတ်နည်းအောင်လုပ်ခဲ့တာဖြစ်ပါတယ်။သူမဟာသူမရဲ့ပြိုင်ဘက်ကိုကလဲစားချေဖို့ထိုမျိုးသားကိုအသုံးချတော့မှာဖြစ်ပါတယ်။ကျောင်းဆင်းပြီးနောက်သူမဟာထိုမျိုးသားကိုသူမရဲ့မွေးနေ့ကိုအတူတူဆင်နွှဲဖို့ဖိတ်ခေါ်ခဲ့ပါတယ်။သူမရဲ့အစီအစဉ်ကသူ့ကိုအချစ်ထဲမှာနစ်မွန်းသွားအောင်လုပ်ဖို့နဲ့ပြိုင်ဘက်ရဲ့စိုးရိမ်ပူပန်မှုကိုလှုပ်ဆော်ပေးဖို့ဖြစ်ပါတယ်။နေ့စဉ်ရက်ဆက်အတူတူရှိနေပြီးနောက်ထိုမျိုးသားဟာသူ့ရဲ့မူလရေးစားကိုတဖြည်းဖြည်းမေ့လျော့သွားခဲ့ပါတယ်။သူဟာထိုမျိုးသမီးကိုတကယ်ပဲချစ်မိသွားခဲ့ပါတယ်။ပြိုင်ဘက်ကသူတို့နှစ်ဦးကြားကတိမ်မွေးတဲ့အပြောင်းလဲကိုရိပ်မိသွားပါတယ်။သူမဟာမူလကထိုမျိုးသမီးကိုအမျိုးသားနဲ့ဝေးဝေးမှနေဖို့တတိပေးချင်ခဲ့ပေမဲ့သူမဟာနောက်စာမှုပွဲမှာထိုမျိုးသမီးကသူ့မထက်ပြန်တာသွားမှာကိုလည်းကြောက်ရွံ့နေခဲ့ပါတယ်။ဒါကြောင့်သူမဟာလှည့်ပြန်ပြီးထွက်ခွာသွားရုံကလွယ်လို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။တနေ့မှာတော့ထိုမျိုးသမီးမရှိတဲ့အချိန်မှာပြိုင်ဘက်ကအမျိုးသားနဲ့ပိုမိုနီးစပ်ခွင့်ရဖို့အခွင့်အရေးကိုယူချင်ခဲ့ပါတယ်။ဒါပေမဲ့အမျိုးသားဟာသူမရဲ့ချင်းကပ်မှုတွေကိုမတိစိတ်ကနေရှောင်ဖယ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အရင်ကသူအခြားမိန်းကလေးတွေနဲ့နီးစပ်တဲ့အခါတိုင်းထိုအမျိုးသမီးကစာလေ့လာခြင်းပေါ်မှာပဲလုံးဝအာရုံစိုက်သွားတယ်လို့ဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့သူဟာအခြားမိန်းကလေးတွေနဲ့ထိတွေ့ဆက်ဆံမှုကိုငြင်းဆန်လာခဲ့ပါတယ်။ပြိုင်ဘက်ဟာဒေါသတကြီးနဲ့သူထိုအမျိုးသမီးကိုတကယ်ပဲချစ်မိသွားတာလားလို့မေးခွန်းထုတ်ခဲ့ပါတယ်။သူကပြန်လည်ပြီးပြက်ပြက်တသားပြောဆိုခဲ့ပါတယ်။မင်းဘယ်လိုမျိုးပထမနေရာရခဲ့လဲဆိုတာမမေ့နဲ့အောင်။အခုမင်းငါ့ကိုမေးခွန်းထုတ်ပိုင်ခွင့်မရှိဘူး။ပြိုင်ဘက်ဟာသူ့ရဲ့အေးဆက်တဲ့သဘောထားကြောင့်စိတ်နှလုံးကြေကွဲသွားခဲ့ရပါတယ်။ထိုမျိုးသမီးဟာသူတို့ရဲ့ဆက်ဆံရေးတဖြည်းဖြည်းပြိုကွဲသွားတာကိုကြည့်ပြီးအလွန်ကျေနပ်နေခဲ့ပါတယ်။သူမရဲ့ကလဲစားချင်မှုကခုမှစတင်ရုံသာရှိပါသေးတယ်။